ဒီမနေ့ကလိုပဲပေါ့အောင်လို့ဗီဒီယိုအဆုံးထိကြည့်ပြီးတော့မျှော်လင့်နေပေါ့နော်ဗီဒီယိုအချိန်မဟုတ်ပါဘူး2မိနစ်လောက်ဆိုတော့ကျွန်တော်အပြီးလုပ်ပေးပါမယ်မနေ့ကလည်းဒီကက်လေးကကျွန်တော်တို့က9ပိုင်ပေါ့နော်မနေ့ကဆိုအခုကတော့10ပိုင်ပေးထားတယ်ဝမ်းချင်းနေနဲ့38ပေါ့နော်โอเค14ရက်နေ့အတွက်ကိုဒါဆိုရင်ကျွန်တော်နောက်တစ်ကက်သွားကြည့်မယ်ဗီဒီယိုအဆုံးထိကြည့်ပေးပါမနေ့ကဒီတိုက်ရိုက်ပေါက်တဲ့၄ခွက်ဆိုင်လေးလည်းပြပေးမှာပေါ့နော်ဒါဆိုရင်တော့ခွန်ဒါဆိုရင်တော့နှစ်ခွန်နှစ်ဆိုရပေးထားတယ်ခွန်နဲ့ပတ်သက်တဲ့ဒီပဲရှိမယ်နှစ်နဲ့ပတ်သက်တဲ့ဒီပဲရှိမယ်ပေါ့နော်14ရက်အတွက်โอเคဒါဆိုရင်ကျွန်တော်တို့နောက်တစ်ကက်ဒီကောင်လေးကလည်းမနေ့ကလည်းဝင်ထားတယ်ဘိုင်ရခွန်ပေါ့နော်โอเคဒါဆိုရင်တော့ကတ်3ကတ်ကျွန်တော်ကတော့အများနဲ့ဒီကတ်3ကတ်ပဲပေးနေမှာဖြစ်ပါတယ်မှန်တဲ့အကောင်တွေဖြစ်တဲ့အတွက်ပေါ့နော်ဒီကတ်3ကတ်ကိုမှကျွန်တော်တို့အုံနှောင်းနဲ့ညံနဲ့ရှင်ပြီးတော့အကွက်လေးနဲ့အောင်ပြန်ကစားမယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ကဒီ site ဟောင်းကိုပဲပြန်သွားမယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီတက်ပါပါဒီတက်လျှောက်ဆွဲဝမ်းခြင်းဒီနောက်ပိတ်9ရဲ့ပါပါ9 3တက်လျှောက်နဲ့တွဲတော့3ညတက်ဆိုရပေါက်တယ်ဒီနှလုံးပေါင်းခြင်းဒီတက်ရဲ့ပါပါဒီတက်လျှောက်နောက်ပိတ်တက်လျှောက်နဲ့တွဲလိုက်တော့6တက်ဆိုရဒီမှာတစ်ချိန်ပေါက်တယ်ဒီနှလုံးပေါင်းခြင်းဒီတက်လျှောက်နောက်ပိတ်ဒီတက်လျှောက်ပေါ့နော်ဒီမှာတော့9 6လို့ဖြစ်သွားတယ်ဒါပေမဲ့ဒီဝမ်းကြီးကဖောက်တယ်လို့ပြောလို့မရဘူးဒါဆိုရင်ဒီခုနဲ့ဒီနှစ်နဲ့ပေါင်းခြင်းဒီကိုဒီနေ့ပေါက်ခဲ့တဲ့အပြင်ပေါ့နော်ကိုကျွန်တော်ဒီနောက်ပိတ်ဒီ3ည9ပါဝါဒီ4 3ညပါဝါဒီ9 3ညနဲ့9လေးနဲ့တွဲတော့9လေးဆိုပြီးတော့ဒီမှာပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမနေ့ဖြန်အပိတ်နေရပွဲစဉ်အတွက်ဆိုရင်ဒီကောင်လေးကလည်းမဖောက်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တခြား site တော့ကြည့်မနေတော့ဘူးပေါ့နော်ဒီနှလုံးပေါင်းကြီးဒီနဲ့2ရက်ပါဝါဒီခွန်2ခွန်ဆိုတာလေးရှိမယ်ဒီနောက်ပိတ်3ရက်ပါဝါဒီ8 3နဲ့2ခွန်နဲ့တွဲလိုက်တော့ခဏ4ခွက်ထွက်လာလိမ့်မယ်ဒီထဲမှာအကြိုက်ဆုံးဒီ8နှစ်ပေါ့နော်ဒါတော့ main ခွက်ဖြစ်ပါတယ်โอเคအားလုံးအဆင်ပြေကြပါစေဗျအခုကြည့်နေကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ channel လေးကို like လေးတယောက်တစ်ချက်နှိပ်ပေးကြအောင်တောင်းဆိုပါတယ်ဒီ channel အဟောင်းလေးမှာကျွန်တော်နေ့တိုင်းပြန်တင်တော့မှာဖြစ်ပါတယ်ဗျ okay see you bye bye next video